cancer ဖြစ်ပြီးဆိုရင်ပေါ့နော်နံပါတ်1ကအဲ့လိုမျိုးစိတ်ဓာတ်မကျဘူးပေါ့နော်စိတ်ဓာတ်ကျလိုက်တာနဲ့အဲ့ယောဂထိုးပြီးတော့လူကိုဆွဲချသွားတာဘာလို့ဆိုတော့နောက်စိတ်ဓာတ်ကျတဲ့နောက်ရဲ့ after that ဘယ်လိုခေါ်လဲစိတ်ဖိစီးမှုပေါ့နော်အဲ့ဒါသမင်းမစားချင်ဘူးရေမတောက်ချင်ဘူးသိရမလားဝမ်းနေတယ်အဲ့ဒါတွေကမရှိရဘူးဒါကင်ဆာဖြစ်ပြီးဆိုတာနဲ့ချက်ချင်းစိတ်ကိုပြောင်းအောင်တော်မျိုးတော့ပုံမှန်စားခါတိုင်းတက်ပူစားအဲ့လိုမျိုးပေါ့နော်အမဆိုရင်ခီမိုသွင်းတော့အရင်ဝါတာအဲ့တော့ဆိုလေအော်တုတ်ကလေးအဲ့လိုပေါင်140လောက်ရှိမှထင်တယ်အဲ့လိုမျိုးပေါ့နော်ဘယ်လိုခေါ်လဲအသက်ရှင်နေလေနော်ဘာလို့ကလေးလေးတာအဲ့ချိန်မှာအမသားလေးဆို6လပဲရှိသေးတယ်ဆိုတော့အရင် like ဘယ်လိုခေါ်မလဲပျော်ချင်တယ်သူတို့နဲ့လည်းအတူတူရှိချင်တဲ့ခါကျတော့ကိုကစူးစမ်းပြီးတော့နေအတူတူဖြစ်မိသားစုနဲ့လည်းဆိုင်တာပေါ့မိသားစုကလည်းကိုယ့်ကိုခွန်အားပေးရမယ်လေအဓိကတော့အများကြီးပဲလေစိတ်ပိုင်းဆိုင်ရာရဲ့ပတ်ဝန်းကျင်ရဲ့အဲ့ဒါတွေအရင်ရေးကြည့်ပါတယ်ဟုတ်ကဲ့ကျွန်မဘွက်ကွန်နဲ့ဟိုလွန်ခဲ့တဲ့လပေါ့နော်အမဩစတြေးလျမှာလာပြီးတချင်းလာဆိုတဲ့အချိန်မှာကျွန်မစတွေ့ခဲ့တာပါတွေ့ရတဲ့သူကကျွန်မရဲ့ခံစားချက်ပေါ့နော်ကျွန်မတချင်းလှုပ်ချင်တဲ့ဟို stage show လေးပေါ့လူနည်းနည်းလေးနဲ့အဲ့လိုမျိုးပြန်ပြီးတော့ family ပုံစံမျိုးလေးပဲလှုပ်ချင်တာဘယ်မှာတော့တချင်းလဲဆိုချင်တာပေါ့နော်ဘာလို့ဆိုနေမကောင်းဖြစ်နေတဲ့အချိန်မှာအရင်တချင်းဆိုချင်တဲ့စိတ်ရှိတယ်လေဆိုတော့အမကိုပြောအမအဲ့လိုမဖြစ်ရဘူးတဲ့အမတချင်းဆိုရတာနှစ်20ရှိပြီပေါ့နော်တချင်းတွေလည်းအများကြီးပေါက်ထားတယ်ဂျုံတွေလည်းပေါက်ထားတယ်အဲအကြောင်းမလို့ဟိုပွဲကြီးလှုပ်ပါမယ်ပေါ့လှုပ်ရမယ်ပေါ့နော်အဲ့လိုခွန်အားပေးတာအဲ့လိုမျိုးဝိုင်းပြီးတော့မမခေမာတော့မမကောတို့ငါ like မမီဝင်းဖေတို့ပေါ့နော်အကုန်လုံးကဝိုင်းပြီးတော့အဲ့လိုသူတို့ဝိုင်းပြီးတော့ကူညီလို့ပေါ့အဲ့ဒီပွဲလေးကအခုဖြစ်လာတော့မှာပါဟုတ်ကဲ့သမီးကြီးကတော့အခုတချင်းဆိုတာတော်တော်ကောင်းနေပြီကျမနဲ့လည်းအတန်တူတယ်သူကတော်တော်လေးထွားလာပြီအမေထက်တောင်အရက်ရှိတယ်ဝိတ်တောင်ချခိုင်းရတယ်သူကတော်တော်ဝနေလို့လေဒါပေမဲ့လည်းသမီးငယ်တဲ့ကလေးတွေကျတော့4နှစ်နဲ့2နှစ်ကတော့ငယ်သေးလုံးလုံးလေသူတို့ကတော့ဘာဖြစ်လာမလဲမသိသေးဘူးပြီးတော့ Australia မှာဆိုတော့သူတို့ကတော့ပညာရေးဘက်ပဲသွားမယ်ထင်တယ်ပညာရေးဘက်ပဲသူတို့ဦးစားပေးရမှာပေါ့ဟုတ်ကဲ့သမီးကြီးကအမေတော့ကျမအမေနဲ့နေတာပါရှင်ဟုတ်ကဲ့ပြီးတော့နောက်အမေကအိမ်ပြောင်းသွားတဲ့ခါကျတော့လေသူကတက်အိမ်တိုက်ခဲလေးငားနေတာပါအဲ့ဒါလည်းမကြသေးပါဘူးဟုတ်ကဲ့ဆိုတော့သူနဲ့တော့နေ့တိုင်းဆက်သွယ်ရှိပါတယ်အမြဲတမ်းသူကဖုန်းဆက်တယ်စကားပြောတယ်ပေါ့နော်ကျမကလည်းခေါ်ဖို့ခက်ခဲဖြစ်တဲ့ခါကျတော့ဘယ်လိုခေါ်လဲကျမညီမကောင်းလေကျမအရင်ချွတ်တဲ့ခါကျတော့အမေကလည်းမလွတ်ချင်ဘူးကလေးကိုဘာလို့ဆိုတော့ကျမကကလေးနှစ်ယောက်နဲ့ပင်ပန်းနေပြီသားနောက်တစ်ယောက်ထပ်လာလို့ရှိလို့ပို့ပြီးတော့မောမယ်လေဆိုတော့အဲ့ဒါနဲ့အမေကလည်းခဏလေးဆိုင်းထားပါပေါ့နော်ဒါပေမဲ့လည်းသူ့ကိုအများဆုံးဩစတြေးလျမှာပညာသင်နိုင်အောင်ကျမတို့စူးစမ်းသွားမှာပါဟုတ်ကဲ့သမီးလည်း10နှစ်ပါရှင်ဟုတ်ကဲ့အခုလောလောဆယ်တော့သမီးကြီးမှာပဲတွေ့ရပါတယ်သမီးအလက်ကလေးနဲ့သားလေးနဲ့အထက်ကောင်းပါတယ်ဒါပေမဲ့လည်းငယ်သေးတယ်ဆိုတော့ကျွန်မဘာမှမပြောချင်ပါဘူးဟုတ်ကဲ့ရှင်ကျွန်မမစိုးရင်ပါဘာလို့ဆိုတော့ကျွန်မပေါ်မှာအဆိုးရင်ဆုံးတစ်ချက်ဒီထက်အများကြီးစိုးရင်ကြတယ်ကြုံနေပြီကျွန်မတင်မယ်ဆိုတဲ့ဟာကိုလည်းလက်ခံခဲ့ရတယ်ဟိုနော်ဘွားရဲ့ personal ကိစ္စတွေမှာလည်းကျွန်မကြည်ကွဲရတယ်အများကြီးပဲပေါ့စစ်ကြုံဖြစ်လာပြီဆိုဒီတခါတော့ကျွန်မ AC ပဲကျွန်မရှင်းရအောင်ဆိုတော့ပြိတ္တကိုကျွန်မချင်းမြတ်တာနဲ့ကျွန်မဝယ်ရှင်းပါပါပေါ့အဓိကတော့ကျွန်မကတော့ဘာသာရေးကိုဦးစားပေးတယ်လို့ဘုရားကိုချစ်တယ်လို့ဆိုတော့ကျွန်မဘုရားပေးတဲ့ပုံအားကြောင့်ကျွန်မကအသက်ရှင်ဝင်ရတာပါဒုတိယတော့ပရိသတ်ပေးတဲ့မေတ္တာပို့မှုကြောင့်ပေါ့နော်ကျွန်မအသက်ရှင်ဝင်ရတာပါနောက်တစ်ခုကျတော့ကျွန်မကိုယ်တိုင်ကလည်းအသက်ရှင်နေတဲ့စိတ်ကြောင့်ကြိုးစားလို့အသက်ရှင်ဝင်ရတော့ကျွန်မလုံးဝယုံကြည်ပါတယ်ပရိသတ်ကိုအရင်ကျေးဇူးတင်တယ်နောက်များမှလည်းကျွန်မအကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောတဲ့ချင်းနေအများကြီးရေးတယ်ပြီးတော့ story အတွက်ပေါ့နော်အကုန်လုံးအတွက်ကျွန်မအကောင်းဆုံးကြိုးစားသွားပါမယ်လို့အဲ့လိုပဲပေါ့နော်ကျွန်မရဲ့ stage show ကိုလည်းကျွန်မ stage show က January ပထမအပတ်မှာဖြစ်ဖို့များပါပေါ့နော်ဆိုတော့အတိအကျတိရက်ကလေးတွေပြောပါမယ်အားလုံးကိုလည်းလာဖို့ဖိတ်ခေါ်ပါတယ်လို့အားလုံးကျေးဇူးများတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေဟုတ်ကဲ့ပါ